မင်္ဂလာပါပဲပြားကိုအခုလိုမျိုးချက်တိုင်းထမင်းအောင်မလောက်တဲ့အထီအောင်စားလို့ကောင်းတဲ့ချက်နည်းလေးကိုကျွန်တော်ပြန်လည်မျှဝေပေးပါမယ်ထိုင်းမှာဟင်းချက်လေးတွေအပြင်ဆေးရုံစကားပြန်နဲ့တခြားလူလေးတွေလောက်ကင်တဲ့အတွက်ကျွန်တော်ကိုလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်စီပူတဲ့ထဲကိုစနွင်းမို့အနေငယ်ထည့်ပေးပါပြီးသွားရင်တော့ပဲပြားလေးကိုကျွတ်မွနေအောင်ကြော်ပေးတာပါတကယ်လို့မိမိကပဲပြားကိုအကျွတ်အနေမကြိုက်ဘူးဆိုရင်ကြိုက်နှစ်သက်တဲ့အနေအထားထိအောင်ကြော်ပေးသွားပါကျွန်တော်ကတော့ကျွတ်ကလေးကြော်ထားပါတယ်အခုလိုပုံစံလေးပဲဖြစ်ပါတယ်နည်းနည်းကြလေးထားစားခံခြင်းနေဆိုရင်တော့ပဲပြားကိုကျွတ်လေးကြော်ဖို့လိုပါတယ်ကြက်သွန်ဖြူနီကြိတ်ထားတာကိုကျွန်တော်စီတတ်ပါတယ်ကြက်သွန်ဖြူနီအယောင်ပြောင်းသွားပြီဆိုရင်တော့ငရုတ်သီးစိမ့်မှုတ်ကိုထည့်ထားပါတယ်ဒီနေရာမှာငရုတ်သီးခွဲချမ်းကိုထည့်မယ်ဆိုလည်းရပါတယ်ခရမ်းကျင်သီးကိုမြ мян နဲ့အနှစ်ဖြစ်လွယ်အောင်လို့ကျွန်တော်ဆက်ကလေးနဲ့ကြိတ်ပြီးတော့ထည့်ထားပါတယ်ခရမ်းကျင်သီးလေးပို့ထည့်ပေးပါဒါကတော့ငပိစိမ့်သားကိုမီးကင်ပြီးတော့မှကျွန်တော်ပြန်ပြီးထည့်ချက်ထားတာပဲဖြစ်ပါတယ်ရေကတော့တော်တော်များများလေးကိုကျွန်တော်ထည့်ထားပါတယ်နည်းနည်းချင်းနဲ့တော်တော်များများလေးထည့်ထားပါတယ်မကြီးရေကိုလည်းတစ်ခါတည်းထည့်ထားပါတယ်အခုလိုမျိုးလေးခရမ်းကျင်သီးနဲ့မကြီးရေကိုတစ်ခါတည်းရောပြီးထည့်ပေးသွားပါအရသာအတွက်အရသာမို့အနှဲငယ်နဲ့ငရုတ်ကောင်းမှုထည့်ပေးပါငါးငပြားရေထည့်ပေးပါကျွန်တော်ကတော့ဟင်းကိုအနှစ်ဖြစ်အောင်လိုချင်တဲ့အတွက်ရေတော်တော်များများနဲ့အခုလိုမျိုးအနှစ်ပြည့်နှစ်ဖြစ်သွားတဲ့အထီအောင်ကျွန်တော်စိတ်ရှိရှိလေးနဲ့ချက်ထားပါတယ်တော်တော်လေးကိုအရသာထိမိလေးနဲ့စားလို့ကောင်းပါတယ်အခုလိုအနှစ်များများလေးဖြစ်သွားပြီဆိုရင်တော့ကြော်ထားတဲ့ပဲပြားတွေကိုထည့်လို့ရပါပြီကြော်ထားတဲ့ပဲပြားတွေထည့်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့အရသာတွေနှံ့ဆက်အောင်လို့ရောသမမှွေပြီးသွားပါမှွေလို့ပြီးသွားပြီဆိုရင်အရသာတွေလည်းဝင်လောက်တဲ့အချိန်ရောက်ပြီဆိုရင်တော့မီးပိတ်ပြီးတာနဲ့ကျွန်တော်အနက်မွေလေးဖြစ်အောင်မဆလာလေးအုပ်ထားပါတယ်မဆလာမကြိုက်တဲ့လူကတော့မထည့်လို့ရပါတယ်နနမင်ကြိုက်ရင်တော့နနမင်လေးအပေါ်ကနေအုပ်ပြီးတော့ထည့်လို့ရပါတယ်ကျွန်တော်ကတော့မဆလာကိုပို့ပြီးကြိုက်တဲ့အတွက်မဆလာလေးထည့်ထားပါတယ်ဒီနီးလေးကိုတစ်ခါမှမချက်စားဘူးတဲ့လူရှိတယ်ဆိုရင်လည်းချက်စားကြည့်ပါချက်စားဘူးတဲ့လူရှိတယ်ဆိုရင်လည်းဘလောက်ကောင်းလဲဆိုတော့သိမှာပါအရသာထိမိမိနဲ့ချက်လိုက်တိုင်းထမင်းအောင်မလောက်တဲ့အထီအောင်ဖြစ်တဲ့အထီအောင်အားလုံးကကြိုက်ပါတယ်ထိုင်းနိုင်ငံနဲ့ပတ်သက်တဲ့ကိစ္စအဝဝကိုကျွန်တော်ကိုလာရောက်ဆက်သွယ်မေးမြန်းလို့ရပါတယ်ဘလို့ဆက်သွယ်ရမလဲဆိုရင်တော့ကျွန်တော်ကိုစာလေးပို့ပြီးတော့ဆက်သွယ်မေးမြန်းလို့ရပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်